လွန်မင်းဒုက္ခရောက်ခဲ့ရပါတယ်လို့ Trump ကအချိန်ပေါင်းများစွာပြောခဲ့ပါတယ်။ဒီပြင်ကို Trump ပြောခဲ့သေးတာကတကယ်လို့အမေရိကန်နိုင်ငံသားယူကရိန်းကိုစစ်တပ်လက်နက်တွေနဲ့သာမကူညီခဲ့ဘူးဆိုရင်ယူကရိန်းနိုင်ငံကနှစ်ပတ်အတွင်းမှာပဲရုရှားကိုရှုံးမှာပါဆိုတာပါပဲ။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကယူကရိန်းသမ္မတက3ရက်လို့ပြောခဲ့တာပါ။ဟုတ်ပါတယ်သမ္မတပူတင်ကလည်း3ရက်နဲ့အပြီးသိမ်းပြမယ်လို့ကြွေးကြော်ခဲ့တာပါ။ဒီလိုမျိုးအစည်းအဝေးပြီးချိန်မှာလည်း Trump ကဆိုရှယ်မီဒီယာပေါ်ကနေဇလန်စကီကအမေရိကန်နိုင်ငံကိုစော်ကားပါတယ်လို့ post တင်ပြီးဆွဆွဲခဲ့ပါသေးတယ်။ဒါပေမဲ့လည်းဒီ post မှာပဲယူကရိန်းနိုင်ငံဟာငြိမ်းချမ်းရေးအတွက်အဆင်သင့်ဖြစ်ပြီးဆိုရင်အချိန်မီပြန်လာခဲ့ပါဆိုပြီးဇလန်စကီအတွက်တကားပြန်ဖွင့်ပေးထားပါတယ်။ဇလန်စကီဘက်ကလည်းဒီငင်းခုန်မှုကိုပြန်ပြီးတော့မှပြည်လည်စေဖို့အတွက်နည်းလမ်းတွေအများကြီးရှိပါတယ်။အမေရိကန်နိုင်ငံကထွက်ခွာပြီးသိမကြခင်မှာပဲသူ့ရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို Twitter ပေါ်ကနေတင်ပြခဲ့ပါတယ်။ကျေးဇူးတင်ပါတယ်အမေရိကန်သင်တို့ရဲ့ထောက်ပံ့မှုအတွက်ကျေးဇူးတင်ပါတယ်။လက်ပတ်ခွင့်အတွက်လည်းကျေးဇူးတင်ပါတယ်။ POTUS လွှတ်တော်နဲ့အမေရိကန်ပြည်သူပြည်သားတွေကိုလည်းကျေးဇူးတင်ပါတယ်။ယူကရိန်းကခိုင်မာတဲ့ငြိမ်းချမ်းရေးကိုပဲလိုအပ်နေတာပါ။ဒါကိုလည်းမရရအောင်ကြိုးစားနေပါတယ်။ဒီစကားလုံးတွေက Trump ကိုစိတ်ချနေစေဖို့အတွက်လုံလောက်မလားမလုံလောက်ဘူးလားဆိုတာကတော့ Trump သာသိပါလိမ့်မယ်။ဇလန်စကီရဲ့ဒီစကားလုံးတွေကတကယ်စိတ်ရင်းအမှန်လား။ဒါမှမဟုတ်သူတို့ကိုရွေ့ပြီးကျေးဇူးတင်တာလားဆိုတဲ့အပေါ်မူတည်ပြီးတော့အခြေအနေတွေကအများကြီးပြောင်းလဲသွားနိုင်ပါတယ်။ဒါကြောင့်မလို့ဘာတွေဆက်ပြီးဖြစ်လာမလဲလို့သင်ထင်ပါသလဲ။ဒီမေးခွန်းအတွက်အဖြေကတော့ Trump ကိုယ်တိုင်ပဲသိနိုင်တယ်လို့မသိနိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။အဲ့ဒီနေ့ကဖြစ်သွားခဲ့တဲ့ဖျို့ဖျဲမှုကြီးက